ကျွန်တော်တောင်ကြီးကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ပညာယူထားတာကျွန်တော်3စုပဲရှိတို့ပဲကြီးတော့ဆရာကြီးစီရောက်သွားတဲ့အချိန်မှာကျွန်တော်ဆရာကြီးကိုပညာရေးပိုင်းတောင်းရှင်ဒါပေမဲ့မတောင်းရရတယ်တစ်ဖက်ပါတယ်ပြီးတော့တောင်းမှရတယ်ဆိုရင်အဲ့ဒီပညာငါနဲ့ထိုက်တန်ရှင်မှာထိုက်တန်မယ်ဒါကြောင့်ဆရာတော်တွေကိုတိုင်မြင်လိုက်တိုင်မြင်တာမဟုတ်တိုင်တယ်လိုက်တာစောကြည့်ဆရာတော်တွေကိုတိုင်တယ်လိုက်တာတိုင်တယ်လိုက်တော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဆရာကြီးရဲ့ဦးလို့ရှော့ပေးနေချိန်မှာကျွန်တော်အတွေးဝင်လာဟောငါဆရာကြီးနဲ့လေအနီဝေးတယ်ရဟတဲ့ပညာကလေ3စုပဲရှိသေးတယ်နောက်ထပ်ပညာလေးရရင်မစိုးဘူးကျွန်တော်တိုင်တယ်လိုက်တယ်ဘာဆရာကြီးတိုင်တယ်လိုက်တာတိုင်တယ်ကတော့ဒီလိုတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်ကနားလေအောင်ပြောပြတိုင်တယ်လိုက်တဲ့အချိန်မှာဆရာကြီးမင်းချစ်တယ်ကျွန်တော်ပြောငါကောင်းလေမင်းရဆိုရင်ဒီပညာယူတဲ့နေရာမှာမင်းကနေရလည်းဖြစ်တယ်ဆရာကြီးနဲ့လည်းမင်းကအမြဲတမ်းမတွေ့ရဘူးဆိုတော့မင်းကပညာစကန်ပညာအစု9စုဒီကမင်းကိုတက်ပြီးခင်မယ်အမှကျွန်တော်ပြောသွားတယ်တော်ပြောသွားပြီးတော့ဆရာရှိမှတော့လေးဆန်းနဲ့ဒီငင်လေးနေရတာပေါ့ပြောတော့စိတ်ထဲမှာတော့ကြရက်တွေထပြောရရှင်ကျွန်တော်အဲ့လိုအဲ့ဒီကျွန်တော်9စုပညာစခန်းကိုကျွန်တော်ရခဲ့တယ်ဟုတ်ပြီခုနောက်ထပ်ကျွန်တော်လဲချကိုပြန်ရောက်တဲ့အချိန်မှာကျွန်တော်အိမ်ရောက်တဲ့အချိန်မှာကျွန်တော်အိမ်အိတ်တာအဲ့ဒီအချိန်မှာကျွန်တော်အိမ်မက်တာဘယ်လိုအိမ်မက်လဲကျွန်တော်ဆရာကြီးမရှိသူကကျွန်တော်ကိုအိမ်မက်ထဲမှာမော်စင်ကြီးတိုက်ပြီးတယ်နောက်တစ်ချက်ကကျွန်တော်အစီအစဉ်ဖြစ်တဲ့အချိန်မှာကျွန်တော်ကိုအနောက်ကနေကားနဲ့ဝင်ကျုံတဲ့အချိန်မှာကျွန်တော်စုပြတ်တော့ပါတယ်အဲ့တော့လည်းတွေးအိုင်နေနဲ့ကျွန်တော်တတိလက်နေတော့ဝတ်ပြုစင်ကြီးဝတ်ဆောင်အပေါ်နဲ့အောက်ဝတ်ထားတဲ့အဖြူဝမ်းဆက်ဝတ်ထားတဲ့ဆရာတော်တပါးဆိုရင်ကျွန်တော်ကိုကျွန်တော်ရဲ့မပြီးစိတ်တဲ့ဒိဋ္ဌိလက်နေအချိန်မှာကျွန်တော်ရောက်သွားတယ်ကျွန်တော်ခံစားရတယ်အဲ့နေရာကိုနိကျွန်တော်လာပြီးတော့လူကလေးထတော့ဆိုပြီးတော့မိတ်နေတဲ့အချိန်မှာကျွန်တော်ပြန်ပြီးတော့တတိရလာတယ်အဲ့ချိန်မှာကျွန်တော်ဘာဖြစ်နေရလဲဆိုပြီးကျွန်တော်သူများမေးဟုတ်ပြီနော်အဲ့လိုဟုတ်ပြီအဲ့ဒါကဘာဖြစ်လဲဆိုတော့ဒုက္ခရောက်အရေးကြီးနေတဲ့အချိန်မှာဘာဆရာတော်တွေကလာတယ်ဆိုတော့ဒါကပေးတာလည်းများပါပြီအဲ့လိုဆိုတော်တော်လေးပြည့်စုံပါပြီပထမအနေနဲ့ဘလို့အချိန်ဒီမှာဆရာတော်တွေကကြွရောက်လာမလဲဆိုရင်ပထမဦးဆုံးပညာစယူရရှင်တရှင်တော့တွေ့ရမယ်ဘယ်လိုပုံစံမျိုးနဲ့တွေ့ရမလဲတော့ကျွန်တော်လည်းမပြောတတ်ဘူးဒုတိယတစ်ခုကကျော်တို့တိုင်တယ်လိုက်တဲ့အချိန်မှာဆရာတော်နဲ့မတွေ့ရရင်တော့မှဆရာတော်ရဲ့ဓာတ်ဘယ်ပြောမလဲဆရာတော်ရဲ့ဓာတ်ကြနေတဲ့ကိုဆရာစီမှာတွေ့ရမယ်နံပါတ်3အချက်ကဒုက္ခရောက်နေတဲ့အချိန်မှာဆရာတော်နဲ့တွေ့ရမယ်နံပါတ်4အားလုံးကိုခြုံငုံပြီးကြည့်လိုက်တယ်ဆိုရင်ဒီပညာကိုယူရဆိုရင်ဒီပညာလမ်းစဉ်အတိုင်းကောင်းကောင်းကျင့်ပွားများအားထုတ်တယ်လူဆရာဖြစ်သူကလည်းဂိုင်းမှန်တယ်ဆေးမှန်မော်စင်မှန်ကျင်စကမ်းမှန်ပညာအစင်နဲ့အကုန်မှန်ပြီးတော့အဲ့မှန်နဲ့အကုန်မှန်တဲ့ဆရာက
အရှင်ရစီကနေပညာရခဲ့တဲ့လူတွေအဘဆရာတော်သုံးပါးတို့နဲ့ပညာပဋ္ဌာန်းဆက်နေတဲ့လူတွေဘလို့လူတွေပဲဖြစ်ဖြစ်ဒါအနည်းဆက်ဆုံးကျွန်တော်ပြောပြတယ်အဓိကဘာလဲဆိုတော့သီလရှိရမယ်စိတ်ထားဖြူစင်ရမယ်ကိုယ်ရည်တိတ်ခါကောင်းမွန်ရမယ်ကိုယ့်အတွက်ကိုမတွေးဘဲနဲ့သူများအတွက်အမြဲတမ်းတွေးပြီးကူညီပေးတတ်တဲ့လူမျိုးဖြစ်ရမယ်ဒီလိုဆိုရင်ဆရာတော်တွေကတော့ပြင်းထည့်ရတဲ့အချိန်မှာလာကောင်းလာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုနကပြောခဲ့တယ်လို့ပဲခိုင်းပညာယူထားတဲ့လူတွေကတိတ်များတယ်မြန်မာနိုင်ငံအနှံ့လို့ပြောလို့ရတယ်အဲ့လိုယူထားတဲ့လူများညာတိုင်းကျွန်တော်တို့ဆရာတော်တွေပြင်းထည့်ရတဲ့အချိန်မှာဒီမှာလေးဆရာဟိုမှာလေးဆရာတော်ဆိုတော့ဆရာတော်အစ်စ်ကဘယ်နားမှာလဲနော်ဒါအခြားကြတဲ့လူတွေများလို့ကျွန်တော်အဲ့လောက်ပဲကျွန်တော်ပြောပြတာပါအဲ့လိုဖြူစင်တဲ့သူဆရာတော်ရဲ့တွေ့ရဆရာတော်တွေကအမြဲတမ်းကြုံနာကိုလာဖို့ဖြစ်တယ်ဆရာတော်ရဲ့အဲ့လိုမျိုးလာရအောင်ပါတီပါချက်တွေမဟုတ်ဘူးပြဒီလောက်ဆိုရင်ဆရာတော်ကအမြဲတွေ့ရပါကလားဆိုတော့တော်တော်ပြည့်စုံသွားပါပြီအိတ်တကားလေးဘက်မှာရလိုက်တာကဆရာတော်ကြီးအမြဲတွေ့ရှင်နေဆိုရင်သီလစင်ကြင်ရမယ်စိတ်ထားဖြူစင်ရမယ်ကိုယ်ကျင့်သိက္ခာကောင်းရမယ်ကိုယ်အတွက်မဟုတ်ပဲဒီများအတွက်အမြဲတွေ့ပြီးလူဖြစ်ရမယ်ဒါအနေချင်းတော့ပဲပြောလိုက်တာဒီထက်အများကြီးလိုအပ်တာတွေကအများကြီးရှိတယ်ပြီးတော့ဟုတ်ပြီနောက်တစ်ခုကပထမဦးဆုံးပညာစယူတဲ့အချိန်မှာတွေ့ရမယ်နောက်တစ်ခုကကျွန်တော်ရဲ့ဆရာကြီးထံမှာလမ်းမှန်မီးမှန်ကိုပညာမှန်ကိုယူရတဲ့ဆရာကြီးထံမှာတွေ့ရမယ်နောက်တစ်ခုကဒုက္ခရောက်ပြီးတော့အပ်နေတဲ့အချိန်မှာတွေ့ရမယ်အားလုံးမင်္ဂလာရှိတဲ့နေ့ကလေးဖြစ်ပါပြီဗျာကျွန်တော်ရဲ့တွေ့ကြုံရတဲ့တရကလေးတွေနဲ့ကျွန်တော်ပြောပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြောပြပေးတဲ့အတွက်တဘောရရှင်တိုက်ဆိုင်ပါတယ်တိုက်ဆိုင်တယ်ယုံကြည်မှုအပိုင်းကလည်းသူရှင်မှလည်းသူပဲဒါကြောင့်မို့လို့ကျွန်တော်ပြောမှဆုံးမှရှိရင်လည်းခွင့်လွှတ်နားလည်ပေးကြပါကျွန်တော်ရဲ့ဆရာကြီးဖြစ်ကြကုန်တော့ကျွန်တော်ရဲ့ဆရာအပေါင်းတို့ကိုကျွန်တော်ဒီကနေခါရပြုလိုက်ပါလေဒီထက်